ကိုဝင်းရင်မှာရှစ်လကိုဝင်ဆောင်ထားတဲ့ဘုတ်ဆုံမကိုသူမရဲ့ခင်ပွန်းကစွန့်ပစ်သွားတယ်မျောလင်းချက်ပြတ်သွားတဲ့အတွက်တပုတ်ဆုံမဟာတရားပေါ်တက်ပြီးကိုယ့်အသက်ကိုအဆုံးသတ်ဖို့စူးစမ်းခဲ့တယ်ခုံချတော့မဲ့အချိန်မှာရုတ်တရက်မခုံပါနဲ့ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲဘုတ်ဆုံမဟာသူ့မဝမ်းထဲကကလေးကစကားပြောနေတာဆိုတာသိလိုက်ရတယ်ကလေးကသူဟာပြန်လည်မွေးဖွားလာသူတဦးဖြစ်ပြီးဘုတ်ဆုံမကိုကဲတင်ဖို့အထူးရောက်လာတာလို့ပြောတယ်ရခင်ဘဝမှာသူမဒီနေရာကနေခုံချတည်ဆုံးခဲ့ပေမဲ့ယောက်ျားကတော့ဘာမှမထိခိုက်ပဲသူမတည်ဆုံးမှုကိုအသုံးချပြီးလူအများအာရုံစိုက်မှုရယူကကုမ္ပဏီရှယ်ယာဈေးကိုပါတက်စေခဲ့တယ်လို့ကလေးကပြောပြတယ်ဒီစကားတွေကိုကြားပြီးဘုတ်ဆုံမကအံ့ဩသွားတယ်ထို့နောက်ကလေးကဆက်ပြောတယ်အဲ့ဒီယောက်ျားကနောက်ပိုင်းမှာ lottery လက်မှတ်ဝယ်ပြီးတညာရဲနဲ့တန်း3000ရရှိသွားမယ်လို့လည်းမှတ်မိတယ်တဲ့ဘုတ်ဆုံမကဒေါသထွက်ပြီးချက်ချင်းခုံချခြင်းသွားပေမဲ့ကလေးကအမြန်တားတယ်အဲ့ဒီနံပါတ်တွေကိုကျွန်တော်မှတ်မိတယ်သူ့ရဲ့ကံကြမ္မာကိုပြန်ယူလို့ရတယ်လို့ပြောလိုက်တဲ့အခါဘုတ်ဆုံမကတတိပြန်ဝင်လာပြီးတေချင်းစိတ်ကိုစွန့်လွတ်လိုက်တဲ့ကလေးကဆက်ပြီးတတိပေးတယ်အဲ့ဒီယောက်ျားကအိမ်မှာရွှေတုံးတွေကိုလှုပ်ဝက်ထားတယ်သူမသေးသွားရင်အဲ့ဓာတွေကသူတို့အတွက်ပဲအကျိုးရှိသွားမယ်လို့ပြောတယ်ဘုတ်ဆုံမကချက်ချင်းပဲတရားကနေဆင်းပြီးအိမ်ပြန်သွားတယ်ကလေးညွှန်ကြားတဲ့အတိုင်းစစ်ဆေးလိုက်တဲ့အခါတကယ်ပဲမျက်နှာချက်ထဲမှာရွှေတုံးနဲ့လက်ဝတ်ရတနာတွေထည့်ထားတဲ့အိတ်တလုံးကိုတွေ့လိုက်ရတယ်တန်ဖိုးကလည်းတန်းနဲ့ချီတယ်ကလေးကအဲ့ဓာတွေဟာမတန်ရှင်းတဲ့ငွေကြေးတွေဖြစ်လို့အမြန်ရွှေ့ရမယ်လို့တတိပေးတယ်ဘုတ်ဆုံမကရွှေတုံးတွေကိုချက်ချင်းခရီးဆောင်အိတ်ထဲထည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲယောက်ျားပြန်လာတယ်ဘုတ်ဆုံမကအမြန်ဖုံးကွယ်ပြီးအိတ်ကိုပြန်ထားလိုက်တဲ့ကလေးကဆက်ပြီးအကြံပေးတယ်ကျိုးတစ်ချောင်းရှာပြီးကိုကျိုးဆွဲချနေတယ်လို့ဆက်လက်ဟန်ဆောင်ထားပါလို့ပြောတယ်ယောက်ျားဝင်လာတဲ့အချိန်မှာဘုတ်ဆုံမကိုကျိုးဆွဲချနေတယ်လို့မြင်လိုက်တယ်ဒါပေမဲ့ဘုတ်ဆုံမကသူရောက်လာတာကိုမြင်ပြီးချက်ချင်းဆင်းလိုက်တယ်ယောက်ျားကတော့ဘုတ်ဆုံမကိုမတုံ့ပြန်ပဲချက်ချင်းပဲကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးခိုင်းတယ်သူ့ရဲ့ပထမချစ်သူကကိုဝင်ရှိနေပြီးယောက်ျားကသားလေးလိုချင်တာကြောင့်ဘုတ်ဆုံမကိုမလိုချင်တော့ဘူးလို့ပြောတဲ့ကလေးကအဲ့ဒီကလေးဟာသူ့ကလေးမဟုတ်ဘူးလို့တတိပေးတယ်ဘုတ်ဆုံမကမထိန်နိုင်ပဲရေမိသွားပေမဲ့ယောက်ျားကတော့သူ့မငိုနေတယ်လို့ထင်ပြီးအမြန်ကွာရှင်းဖို့ချိန်လိုက်တဲ့နောက်နေ့မှာကွာရှင်းပြီးတဲ့နောက်ယောက်ျားကဘုတ်ဆုံမကိုထပ်မကပ်ဖို့တတိပေးတယ်ဘုတ်ဆုံမကသဘောတူပြီးချက်ချင်း lottery ဆိုင်ကိုသွားတယ်ကလေးပေးတဲ့နံပါတ်တွေနဲ့လက်မှတ်တစ်ဆက်ဆောင်ဝယ်လိုက်တယ်ဒါပေမဲ့ဘုတ်ဆုံမရဲ့လက်မှတ်တွေကိုသူ့ရဲ့အတိတ်ခင်ပွန်းကလူယူသွားတယ်သူကဘုတ်ဆုံမကိုအယူမှုစိတ်ကူးရင်နေတယ်လို့လှောင်ပြောင်တယ်သူ့ရဲ့ပထမချစ်သူကလည်းအနာကနေလှောင်ပြောင်တယ်ဘုတ်ဆုံမကမခံနိုင်တော့ပဲလက်မှတ်တွေမပြန်ပေးရင်မျက်နှာချက်ထဲကပြုတ်ဝက်ချက်ကိုဖော်ထုတ်မယ်လို့ချင်းချောက်တယ်ယောက်ျားကချက်ချင်းတုန်လှုပ်သွားတယ်ဘုတ်ဆုံမကအခွင့်အရေးယူပြီးလက်မှတ်တွေကိုပြန်ယူလိုက်တယ်ယောက်ျားကဒေါသထွက်ပြီးပြန်လက်စားချေမယ်လို့ချင်းချောက်ပေမဲ့ဘုတ်ဆုံမကမကြခင်အပြေးတီးရမယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာ TV မှာ lottery ဖလှယ်မှုကိုထုတ်လွှင့်နေပြီးဘုတ်ဆုံမဝယ်ထားတဲ့နံပါတ်တွေအားလုံးတစ်ခုမလွဲတစ်ခုမှန်နေတယ်။ဒါပေမဲ့နောက်ဆုံးအပြာဘောလုံးတစ်လုံးသာကျန်ရှိနေပြီးအဲ့ဒါကတန်း3000ရရှိမဲ့အဆုံးဖြတ်ဖြစ်နေတဲ့ဘုတ်ဆုံမကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့အဖြေကိုစောင့်နေတယ်။ဘာဆက်ဖြစ်သွားကြမလဲ။